နှစ်တိတိမိသားစုအတွက်အရာရာပေးဆက်ပြီးသူတို့ရဲ့ပိုင်ဆိုင်မှုတွေကို3ဆအထိတိုးဝအောင်စီမံပေးခဲ့ပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းလိုက်တဲ့နေ့မှာပဲကျမကိုအိမ်ကနေမောင်းထုတ်နိုင်လို့ဆိုပြီးသူတို့မိသားစုကတိန်းထောင်ချီကုန်ကြမဲ့အောင်ပွဲခံပွဲကြီးတစ်ခုလုပ်ဖို့စီစဉ်နေတာကိုကျမကြိုသိလိုက်ရပါတယ်။ကွာရှင်းဖို့တရက်အလိုမှာရောက်ခတိဖြစ်သူကဆွေမျိုးတွေစီဖုန်းဆက်ပြီးမနှက်ဖြန်ဆိုကွာရှင်းပြီးငါသားလေးလွတ်လပ်သွားပြီးအဲ့ဒီမိန်းမကငါသားကို10နှစ်တိတိဒုက္ခပေးခဲ့တာဆိုပြီးတိတ်တိတ်လေးအစီအစဉ်ဆွဲနေတာကိုကျမအခန်းဝါကနေကြားခဲ့ရတယ်။ညဘက်ယောက်ျားဖြစ်သူအိမ်ပြန်ရောက်လာတော့လေရောက်ခတိကသားဖြစ်သူကိုအခန်းထဲဆွဲခေါ်သွားပြီးမနှက်ဖြန်ကွာရှင်းပြီးတာနဲ့ရှန်ရွန်ဟိုတယ်ကြီးမှာစပွဲဝိုင်း900လောက်နဲ့တိုက်ဝန်းအောင်ပွဲခံမယ်လို့ပြောနေပြန်တယ်။ယောက်ျားဖြစ်သူကနည်းနည်းတွန်းဆုတ်နေပေမဲ့ယောက်ခတိကတော့ကန်ဆိုးမကြီးကိုနှင်ထုတ်နိုင်တာဟာကောင်းကင်ဘုံကပေးတဲ့ကံကောင်းမှုကြီးပဲဆိုပြီးဝမ်းသာအားရဖြစ်နေခဲ့တယ်။အဲ့ဒီစကားတွေကိုဧကန်ထဲကနေကြားနေရတဲ့ကျမရဲ့ရင်ထဲမှာတော့10နှစ်တာပေးဆက်ခဲ့သမျှတွေဟာသူတို့အမြင်မှာဘာတန်ဖိုးမှမရှိဘူးဆိုတာကိုနားလည်သွားပြီးစိတ်တွေတိတ်ဆုံးသွားခဲ့ရတယ်။ဒါကြောင့်သူတို့အဲ့ဒီလောက်တောင်အောင်ပွဲခံခြင်းနေမှတော့အားရပါရအောင်ပွဲခံခိုင်းလိုက်မယ်လို့ကျမဆုံးဖြတ်လိုက်တယ်။ညတကောင်ချိန်မှာကျမစာကြည့်ခန်းထဲကိုတိတ်တိတ်လေးဝင်သွားပြီးကွန်ပျူတာကိုဖွင့်လိုက်တယ်။မိသားစုရဲ့ဗဏ္ဍာရေးကိုစီမံခန့်ခွဲရသူပြီးကျမကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကို3ဆအထိတိုးပွားအောင်လုပ်ပေးခဲ့တာဆိုတော့အခုချိန်မှာကျမပိုင်ဆိုင်တဲ့စိတ်ပိုင်းကိုကာကွယ်ဖို့အတွက်ဒီပုတ်ပေါ်မှာလက်ချောင်းတွေကိုအဆက်မပြတ်နှိပ်ရင်းအစီအစဉ်တစ်ခုကိုအစဉ်စဉ်စတင်ဖန်တီးလိုက်တယ်။နောက်နေ့မနက်ကွာရှင်းစာချုပ်လက်မှတ်ထိုးပြီးချိန်မှာတော့ကျမအထုပ်ပိုးတွေတင်ပြီးအိမ်ပေါ်ကဆင်းဖို့ပြင်ဆင်ခဲ့တယ်။အဲ့ဒီချိန်မှာအသက်9နှစ်အရွယ်သမီးလေးမှုကအခန်းထဲကပြေးထွက်လာပြီးကျမရဲ့ခြေထောက်ကိုဖက်ကမေမေတကယ်ကြီးပြန်မလာတော့ဘူးလားလို့ငိုပြီးမေးရှာတယ်။ကျမလည်းဒူးထောက်ထိုင်ချလိုက်ပြီးသမီးလေးရဲ့ခေါင်းကိုပုတ်တက်ရင်မေမေလာကြည့်ပါမယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့ရောက်ခတိကတော့ကလေးကိုစိတ်နှောက်ယှက်ဖြစ်စေတယ်ဆိုပြီးနောက်ဆိုတိတ်မလာဘူးအေးဆက်ဆက်နှင်ထုတ်ခဲ့ပါတယ်။ကျမလည်း10နှစ်တိတိအဖေလို့ခေါ်လာခဲ့တဲ့အဲ့ဒီလူကြီးကိုကြည့်ရင်ရင်ထဲကနောက်ဆုံးကြံနေတဲ့တန်ရောစင်တွေပါလုံးဝပျောက်ကွယ်သွားခဲ့တယ်။မွန်းလွဲပိုင်းရောက်တော့ရောက်ခတိကရွှေမြူးနေပြီးအိမ်နီးနားချင်းတွေရောအပြင်ကပြန်လာတဲ့ရောက်ခမဖြစ်သူကိုပါသားဖြစ်သူကွာရှင်းလိုက်ပြီးဖြစ်ကြောင်းအဲ့ဒီကန်ဆိုးမကြီးကိုအိမ်ကနှင်ထုတ်လိုက်နိုင်ပြီးဖြစ်ကြောင်းလိုက်ကြွားနေပါတော့တယ်။ပြီးတော့ဆွေမျိုးတွေစီကိုလည်းည6နာရီရှန်ရွန်ဟိုတယ်မှာသားဖြစ်သူလွတ်လပ်ရေးရတဲ့အောင်ပွဲခံစားပွဲလာတက်ဖို့စာတိုတွေလိုက်ပို့ခဲ့တယ်။စပွဲတဝိုင်းကို6000တန်ဆန်းနှုန်းနဲ့စပွဲဝိုင်း60တိတိစီစဉ်ထားပြီးစုစုပေါင်း36သိန်းကုန်ကြမဲ့အဲ့ဒီပွဲကြီးကိုသူတို့ကဂုံယူဝင့်ကြွားစွာနဲ့ကျင်းပခဲ့ကြတယ်။ညရောက်တော့ဟိုတယ်ရဲ့အိတ်ခံပွဲခန်းမကြီးထဲမှာမီးအောင်တွေထိန်လင်းနေပြီးဈေးကြီးတဲ့တောကောင်သားတွေပင်လယ်စာတွေနဲ့ပြည့်နေနေတဲ့စပွဲဝိုင်းတွေမှာဆွေမျိုးမိတ်ဆွေတွေကအံ့ဩကြီးကျူးနေကြတယ်။ရောက်ခမဟောင်းဖြစ်သူကလည်းစင်ပေါ်တက်ပြီးတားဖြစ်သူက10နှစ်တာအနှောင်အဖွဲ့တွေကနေလွတ်မြောက်သွားပြီဆိုပြီးပျော်ရွှင်စွာကြေညာခဲ့တယ်လို့ရောက်ခတိကလည်းတားဖြစ်သူပြန်လည်မွေးဖွားလာခြင်းအတွက်ဆိုပြီးခွက်ချင်းတိုက်အောင်ပွဲခံခဲ့တယ်။ဆွေမျိုးတယောက်ကကွာရှင်းလုံးကပိုင်ဆိုင်မှုတွေကိုဘလို့ခွဲဝေခဲ့လဲလို့မေးတဲ့အခါယောက်ျားဖြစ်သူကအိမ်ကိုတူရပြီးဗန်ထဲကငွေကိုတယောက်တစ်ဝက်ခွဲယူကြောင်းသမီးကိုလည်းသူတို့ပဲခေါ်ထားကြောင်းပြန်ဖြေခဲ့တယ်။ရောက်ခတိကလည်းကျမကဘာမှမစွမ်းဆောင်နိုင်ခဲ့လို့ဒီလောက်ရသွားတာတော့များနေပြီလို့ဝင်ပြောခဲ့တယ်။ဒါပေမဲ့ယောက်ျားဖြစ်သူရဲ့ညီဝမ်းခွဲဖြစ်သူကတော့ကျမဟာအိမ်ရဲ့ဗန်နာရေးကိုအတော်လေးစီမံနိုင်သူဖြစ်ပြီးပိုင်ဆိုင်မှုတွေအများကြီးတိုးပွားအောင်လုပ်ပေးခဲ့တာမို့ပိုင်ဆိုင်မှုခွဲဝေတဲ့ကိစ္စတေချာရှင်းလင်းရဲ့လားလို့ဝင်ထောက်ပြခဲ့တယ်။အဲ့ဒီအခါယောက်ျားဖြစ်သူကရှေ့နေတွေစီစဉ်ထားတယ်လို့မတိမချပြန်ဖြေခဲ့ပြီးရောက်ခတိရဲ့မျက်နှာပေါ်မှာလည်းခဏတာစိုးရိမ်စိတ်တွေဖြစ်ပြေးသွားပေမဲ့အောင်ပွဲခံနေတဲ့ပျော်ရွှင်မှုတွေကြားမှာချက်ချင်းပဲဖုံးကွယ်သွားခဲ့တယ်။အဲ့ဒီအချိန်မှာကျမကတော့ရှေ့နေရုံးခန်းထဲမှာနောက်ဆုံးစာရွက်စာတမ်းတစ်ခုကိုလက်မှတ်ထိုးနေခဲ့ပါတယ်။ရှေ့နေကလုပ်ငန်းစဉ်တွေအကုန်ပြီးစီးသွားပြီဖြစ်ကြောင်းနဲ့အချိန်ကိုက်ဖန်တီးထားမှုကအရန်တိကျကြောင်းပြောလာတယ်။ကျမနာရီကိုကြည့်လိုက်တော့နောက်ထပ်တနာရီပဲလိုတော့တာမို့ပွဲကောင်းတစ်ခုစတင်တော့မယ်ဆိုတာကိုသိလိုက်တယ်။ဟိုတယ်ကအိတ်ခံပွဲကြီးပြီးဆုံးခါနီးချိန်မှာတော့ဟိုတယ်မန်နေဂျာကယောက်ျားဖြစ်သူစီရောက်လာပြီးစုစုပေါင်းကုန်ကျငွေ36သိန်းအတွက်ငွေတောင်းခံလွှာကိုလာပေးပါတယ်။ယောက်ျားဖြစ်သူကလည်းဘေးကိုတစ်ချက်ကြည့်ပြီးပတ်စံအိတ်ထဲကဘန်ကတ်ကိုထုတ်ပေးလိုက်တယ်။ရောက်ခတိကလည်းဘေးကနေဂုံယူနေတဲ့မျက်နှာနဲ့ရက်ကြည့်နေခဲ့တယ်။ဒါပေမဲ့ငွေရှင်းကောင်တာကမိန်းကလေးကစက်သေးကိုကတ်ထည့်ပြီးငွေချေဖို့စူးစမ်းတဲ့အခါစက်ကငွေပေးချေမှုမအောင်မြင်ဘူးလို့ပြနေခဲ့တယ်။ငွေရှင်းကောင်တာကဝန်ထမ်းကောင်မလေးကကျမယောက်ျားရဲ့ဘန်ကတ်ကိုယူပြီးစက်ထဲထည့်ကငွေရှင်းဖို့စူးစမ်းတဲ့အခါမှာတော့စက်ကအလုံးမလုံးပဲငွေပေးချေမှုမအောင်မြင်ဘူးလို့ပြနေခဲ့ပါတယ်။ကောင်မလေးကနောက်တစ်ကြိမ်ထပ်စူးစမ်းကြည့်ပေမဲ့လည်းရလက်ကအတူတူပဲဖြစ်နေတဲ့အတွက်မျက်နှာပြတ်သွားပြီးကတ်ကိုတရားဝင်ပိတ်ဆို့ထားကြောင်းတောင်းပန်စကားပြောလာခဲ့ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့ပျော်ရွှင်နေတဲ့ရောက်ခတိရဲ့မျက်နှာကချက်ချင်းဆိုသလိုတင်းမာသွားပြီးဘသူကများသူ့သားရဲ့ကတ်ကိုပိတ်ရဲတာလဲဆိုပြီးဒေါသတကြီးအော်ဟစ်ပါတော့တယ်။လမ်းသွားတဲ့ဝန်ထမ်းကောင်မလေးကကွန်ပျူတာဆက်ခင်ကိုသူတို့ဘက်လှည့်ပြလိုက်တဲ့အခါမှာတော့ကွာရှင်းမှုပိုင်ဆိုင်မှုခွဲဝေခြင်းကိစ္စနဲ့ပတ်သက်ပြီးတရားရုံးကနေပိတ်ဆို့ထားခြင်းဖြစ်ကြောင်းနဲ့လျှောက်ထားသူနာမည်နေရာမှာကြံရွေးနေဆိုတဲ့ကျမရဲ့နာမည်ကိုအထင်ရှားတွေ့လိုက်ရပါတော့တယ်။အဲ့ခံပွဲခန်းမတစ်ခုလုံးတိတ်ဆိတ်သွားပြီးလူအားလုံးရဲ့အာယုံကဟိုတယ်ဝင်ပေါက်စီကိုရောက်သွားချိန်မှာတော့ကျမကစာရွက်စာတမ်းအထက်လိုက်ကိုကိုင်ရင်းဝင်လာခဲ့တယ်။ကျမရဲ့ခြေလမ်းတွေကတည်ငြိမ်နေပြီးမျက်နှာပေါ်မှာလည်းဘာခံစားချက်မှမရှိပါဘူး။ကျမစာရွက်တွေကိုရှေ့ကကောင်တာစာပွဲပေါ်တင်လိုက်တဲ့အခါရှန်ချက်ကကျမကိုစိုက်ကြည့်ပြီးကျွန်တော်တို့ကွာရှင်းပြီးပြီပဲပိုင်ဆိုင်မှုတွေကိုလည်းခွဲဝေပြီးသွားပြီကိုဘာလို့သူ့ကတ်ကိုပိတ်ရတာလဲကျမကသူ့ကိုလမ်းဆုံးရောက်အောင်တွန်းပို့နေတာလားလို့ဒေါသတကြီးမေးလာတယ်။ကျမလည်းခက်ဟာဟာရေမောလိုက်ပြီးသူနဲ့သူ့မိတိတ်တိတ်ပုံလုပ်ထားတဲ့ကွာရှင်းခွင့်သဘောတူစာချုပ်နဲ့ခွဲဝေထားတဲ့ပိုင်ဆိုင်မှုတွေကအားလုံးပဲလို့တကယ်ထင်နေတာလားလို့ပြန်မေးခွန်းထုတ်လိုက်တယ်။10နှစ်တိတိအိမ်အောင်တက်တန်းတစ်လျှောက်လုံးမှာကျမကဒီမိသားစုရဲ့တူးလေးသောဗန္နာရေးစီမံခန့်ခွဲသူဖြစ်ခဲ့တယ်။သူ့နာမည်နဲ့ရှိနေတဲ့ဘဏ်အကောင့်တွေရင်းနှီးမြှုပ်နှံမှုတွေအိမ်ချမ်းမြေတွေကအစအသေးအမွှားအသုံးစရိတ်ကအစုံအားလုံးကိုကျမကပဲထိန်းချုပ်စီမံပေးခဲ့တာပါ။ဒါပေမဲ့သူနဲ့ရောက်ခတိကတော့အပြင်လူတွေကိုကျမကအလကားထိုင်စားနေတဲ့မိမသူတို့မိသားစုရှင်းထုတ်ပစ်ချင်နေတဲ့ဝင်တော့ဝင်ပိုးကြီးတစ်ခုလိုမျိုးသတင်းလွှင့်ခဲ့ကြတယ်။ဒီတော့ဒီ10နှစ်အတွင်းမှာဒီအိမ်ကိုတကယ်တမ်းဘသူက
ရှာကျွေးနေတာလဲရှမ်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုဘသူကတိုးပွားအောင်လုပ်ပေးခဲ့တာလဲဆိုတာကိုဒီနေ့ဒီနေရာမှာရှိနေတဲ့လူအားလုံးသိအောင်ပြသပေးမယ်လို့ကျမဆုံးဖြတ်လိုက်တယ်ကျမလက်ကိုမြှောက်ပြလိုက်တာနဲ့တပြိုင်နက်ဟိုတယ်ဧည့်ခန်းမကအီလက်ထရောနစ်မျက်နှာပြင်ကြီးပေါ်မှာကျမရဲ့ကွန်ပျူတာကအချက်လက်တွေပေါ်လာပါတော့တယ်ဘဏ်ငွေစရင်းဝင်ထွက်သွားလာမှုတွေရင်းနှီးမြှုပ်နှံမှုအမြတ်အစွန်းတွေအိမ်ချမ်းမြေတန်ဖိုးတက်လာမှုမှတ်တမ်းတွေနဲ့ရှယ်ယာအမြတ်ငွေခွဲဝေမှုတွေအားလုံးကိုမျက်မှောက်မှာရှင်းရှင်းလင်းလင်းပြသလိုက်တယ်2019ခုနှစ်မှာသူတို့မိသားစုရဲ့ဘဏ္ဍာရေးကိုကျမစတင်တာဝန်ယူချိန်ကကနဦးပိုင်ဆိုင်မှုတန်ဖိုးဟာ3တန်းပဲရှိခဲ့တယ်2019မှာကျမကပညာရေးဆောင်ကအိမ်ခန်း9ခန်းကိုရင်းနှီးမြှုပ်နှံခဲ့ပြီးတန်ဖိုး62တန်းထိတက်လာအောင်လုပ်နိုင်ခဲ့တယ်2021ခုနှစ်မှာရန်ပုံငွေနဲ့ခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်ခဲ့လို့နှစ်စဉ်အမြတ်ငွေ15%နဲ့စုစုပေါင်းအမြတ်38တန်းရရှိခဲ့တယ်2023မှာတငယ်ချင်းဖြစ်သူရဲ့ကုမ္ပဏီမှာရှယ်ယာဝင်ခဲ့လို့အမြတ်ငွေ52တန်းထပ်ရခဲ့တယ်2025ခုနှစ်မှာတော့ပိုင်ဆိုင်မှုအားလုံးကိုရှင်းလင်းတွက်ချက်ကြည့်တဲ့အခါစုစုပေါင်းတန်ဖိုး230တန်းထိရှိနေခဲ့ပြီဖြစ်ပါတယ်ဝင်ငွေတိုင်းထွက်ငွေတိုင်းအမြတ်အစွန်းတိုင်းရဲ့အချိန်ကာလအရင်းအမြစ်နဲ့စရင်းတွေကိုအားလုံးအတိအကျပြသထားပါတယ်ဒီအချက်လက်တွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ရှန်ချက်ဟာခြေလမ်းတွေနောက်ဆုတ်သွားပြီးငွေရှင်းကောင်တာကိုဝင်တိုက်မိတဲ့အထိအံ့ဩမြင်တက်သွားခဲ့တယ်သူ့ကောင်းထဲမှာအမြဲတမ်းမိဘတွေတွင်းပေးထားတဲ့စကားတွေပဲရှိနေခဲ့တာပါကျမကဘာရေးချင်းမှမရှိဘူးငွေရှာမပေးနိုင်ဘူးအိမ်မှာရှိတဲ့အရာအလုံးကသူစ조사ရှာဖွေထားတာတွေလို့ပဲသူကထင်နေခဲ့တာလေဒါပေမဲ့တကယ်တမ်းသူ့ရဲ့တစ်နှစ်ဝင်ငွေက30ကျော်လေးပဲရှိပြီးအသုံးစရိတ်တွေနှုတ်လိုက်ရင်ဘာမှတောင်မကျန်တော့တဲ့အနေထားပါအခုမှပဲအိမ်ကတိုက်တွေကားတွေဗန်ထဲကစုဆောင်းငွေတွေအားလုံးဟာကျမရဲ့အပင်ပန်းခံရင်းနှီးမြှုပ်နှံမှုတွေကြောင့်ရလာတာဆိုတာကိုသူမျက်ဝါးထင်ထင်တွေ့လိုက်ရပါပြီနောက်ကတိဖြစ်သူကလည်းခြေထောက်တွေခွေရိုင်ကျသွားပြီးဒါတွေကမဖြစ်နိုင်ဘူးလို့ညှင်းဆိုနေခဲ့တယ်။ရှန်ချဲကလည်းကျမကိုဒေါသတကြီးနဲ့လက်ညှိုးထိုးပြီးဒါတွေအကုန်လုံးကအတုတွေသူ့ကိုကလဲစားချေခြင်းလို့တက်တေထောက်ထားတွေကိုလိမ်လည်ဖန်တီးထားတာလို့ဆွဆွဲလာတယ်။ကျမလည်းမျက်နှာထားတင်းမာသွားပြီးစပွဲပေါ်ကနေဒုတိယမြောက်စာရွက်စာတမ်းတွေကိုထုတ်ယူကကောင်းကားပေါ်ကိုခပ်ပြင်းပြင်းပစ်ချလိုက်တယ်။တစိမ့်တုံးအနီရဲရဲနှိပ်ထားတဲ့ဒီစရင်စစ်အစီရင်ခံစာဟာမြို့ရဲ့အမြင့်ဆုံးအဆင့်ရှိတဲ့စရင်စစ်အဖွဲ့အစည်း3ခုကပူးပေါင်းထုတ်ပေးထားတာဖြစ်ပြီးစာမျက်နှာတိုင်းမှာတရားဝင်မှတ်ပုံတင်ထားတဲ့စရင်စစ်တွေရဲ့လက်မှတ်တွေပါဝင်နေပါတယ်။ဒါဟာတရားဥပဒေအရအပြည့်အဝအကျုံးဝင်ပြီးဘယ်တရားရုံးကပဲစစ်ဆေးခိုင်လုံတဲ့ထောက်ထားဖြစ်တယ်လို့ကျမရှင်းပြလိုက်တယ်။ဒါအပြင်သူနဲ့သူ့အဖေဖြစ်သူတို့ပူးပေါင်းပြီးကွာရှင်းခံဒီအချိန်လေးမှာပိုင်ဆိုင်မှုတွေကိုမတမာတဲ့နီးလန်းနဲ့လွှဲပြောင်းထားတဲ့အထောက်ထားတွေကိုပါကျမထပ်ထုတ်ပြလိုက်တယ်။ electronic မျက်နှာပြင်ပေါ်မှာသူတို့သားဖ2ယောက်ရဲ့ WeChat စကားပြောမှတ်တမ်းတွေပေါ်လာခဲ့တယ်။နောက်ခတိကရှန်ချက်ကိုကတ်ထဲမှာသုံးလို့ရတဲ့ငွေတွေကိုအမြန်ဆုံးလွှဲပြောင်းပစ်ဖို့ကျမလိုအလကားထိုင်စားနေတဲ့မိန်းမကိုပြားတစ်စေးမှမပေးနိုင်ဘူးလို့ပြောထားတဲ့စာတိုတွေပါ။ကွာရှင်းဖို့ရက်40အလိုမှာပဲသူတို့2ယောက်ပေါင်းပြီးလင်မယား2ယောက်ပူးရဲပိုင်ဆိုင်တဲ့380တန်းကိုမတမာတဲ့နီးနဲ့ပြောင်းရွှေ့ခဲ့ကြတယ်။ပိုဆိုးတာကကျမကိုပိုင်ငွေနဲ့ဝယ်ထားတဲ့ရွှေတဲ့ပစ္စည်းအစုံလိုက်ကိုပါခိုးရောင်းပြီးကျမရဲ့ပိုင်ဆိုင်မှုအားလုံးကိုအပိုင်စီးဖို့စ조사ခဲ့ကြတာပါ။ကျမက10နှစ်တာတန်ရောစင်ကိုထောက်ထားပြီးသမီးလေးမှုလည်းငယ်သေးတဲ့အတွက်ပြဿနာကိုမကြီးကျယ်စေချင်ခဲ့ဘူး။သူတို့ကကွာရှင်းဖို့အတင်းအကျပ်တောင်းဆိုလာတော့လေကျမလက်မှတ်ထိုးပေးခဲ့ပါတယ်။သူတို့ဘက်ကခွဲဝေပေးတဲ့ပိုင်ဆိုင်မှုဆိုတာကလည်းလိမ်လည်ထားတဲ့စရင်းတွေပေါ်မူတည်ပြီးတရားဥပဒေအရရနိုင်သမျှအနည်းဆုံးကိုပဲပေးခဲ့တာပါလို့အားလုံးရှေ့မှာဖွင့်ချလိုက်ပါတယ်။ဒီအကြောင်းတွေကိုပွဲလာဆွေမျိုးတွေတည်သွားတဲ့အခါအားလုံးကအံ့ဩသွားပြီးကျမကအလကားထိုင်စားနေတာမဟုတ်ပဲတကယ်တထေးမကြီးဖြစ်နေပါလားဆိုပြီးဝိုင်းပြောကြပါတော့တယ်။ဒီလိုနဲ့သူတို့သားဖ2ယောက်အဆက်ကွဲပြီးဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲအဖြူရောင်ကဝင်ဝတ်ထားတဲ့မိန်းမတစ်ယောက်ရောက်လာခဲ့တယ်။သူကတော့ကျမယောက်ျားဟောင်းရဲ့ကောင်မလေးအစ်စ်စူးထန်းထန်းဆိုသူပါပဲ။အေးဆက်ဆက်ပြုံးတစ်ခုနဲ့အတူလက်ထဲက remote control ကိုနှိပ်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲဟိုတယ်ဧည့်ခန်းမကြီးတွေကစခရင်မျက်နှာပြင်ကြီးပေါ်မှာစူချန်ချန်ရဲ့လျှို့ဝှက်ချက်တွေအားလုံးကပေါ်လာပါတော့တယ်။တကယ်တော့သူ့ရဲ့နာမည်ရင်းကလီဆွေးဟွာဖြစ်ပြီးအလောက်ကိုင်အတီတကျမရှိပဲတထေးသမီးဟန်ဆောင်ကလူလိမ်နေတဲ့မိန်းမတစ်ယောက်ပါ။သူ့မှာအကျွေးသိန်း50ရှိနေပြီး credit card တွေကိုလည်းအကြိမ်ကြိမ်အကျွေးတင်နေသူဖြစ်ပါတယ်။ဒါတွေမကသေးပဲသူကရှန်ချက်ကိုဟန်ဆောင်ချစ်ပြနေရင်းနဲ့တစ်ချိန်တည်းမှာပဲတခြားယောက်ျား3ယောက်နဲ့လည်းဖောက်ပြန်နေတဲ့အထောက်ထားတွေကိုပါမျက်နှာပြင်ပေါ်မှာပြသလိုက်ပါတယ်။အဲဒီနောက်မှာတော့ကျမကအတန်ဖိုင်တစ်ခုကိုထပ်ဖွင့်ပြလိုက်ပါတယ်။အဲဒီအတန်ဖိုင်ထဲမှာတော့စူချန်ချန်ကိုယ်တိုင်ကရှန်ချက်ဟာအုံနောက်ဆေးခံထားရတဲ့လူမိုက်တစ်ယောက်ဖြစ်ပြီးသူ့အဖေရှန်ချင်းရှန်ကလည်းလိန်ရအရန်လွယ်ကြောင်းသူမအနေနဲ့အချို့သက်စကားလေးနှစ်ခွန်းလောက်ပြောလိုက်တာနဲ့သူမကိုသမီးရင်းတစ်ယောက်လိုသဘောထားနေကြောင်းသူမရဲ့ရည်ရွယ်ချက်ကသူတို့မိသားစုရဲ့ပတ်စံတွေကိုလိန်ယူဖို့သာဖြစ်ကြောင်းကြွားလုံးထုတ်ပြောဆိုထားတာတွေကိုဧည့်သည်တွေအားလုံးကြားသွားကြပါတယ်။ဒီအတန်ဖိုင်ကိုလည်းကြားလိုက်ရရောရောက်ခမဟောင်းဖြစ်သူရှန်ချင်းရှန်ဟာချက်ချင်းပဲမျက်လုံးပြသွားပြီးအေးဆက်နေတဲ့ကျမ်းပြင်ပေါ်ကိုပုံရက်သားလဲကျသွားပါတော့တယ်။ကျမကဆက်ပြီးစူချန်ချန်ဟာကွာရှင်းခါနီးအချိန်လေးမှာပဲရင်းနှီးမြှုပ်နှံမှုအတုအယောင်တွေနဲ့ရှန်ချဲစီကနေ350ကိုလိန်လည်သွားခဲ့ကြောင်းနဲ့ဒီထောက်ထားတွေအားလုံးကိုရဲစခန်းနဲ့တရားရုံးကိုပို့ထားပြီးဖြစ်လို့အမှုဖွင့်ထားပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။မကြခင်မှာပဲရဲရာရှိ2ယောက်ရောက်လာပြီးစူချန်ချန်ကိုလိန်လည်မှုနဲ့လက်ထိတ်ခတ်ကဖမ်းဆီးသွားပါတော့ကျမကဟိုတယ်မန်နေဂျာကိုတရားရုံးကထုတ်ပေးထားတဲ့ပိုင်ဆိုင်မှုချိတ်ပိတ်မိန့်ကိုပေးလိုက်ပါတယ်။ရှန်ချဲရဲ့ပိုင်ဆိုင်မှုအားလုံးကိုတရားရုံးကထိန်းချုပ်လိုက်ပြီးဖြစ်ပြီးဒီကနေ့ဟိုတယ်မှာသုံးစွဲထားတဲ့ကုန်ကျစရိတ်360ကိုလည်းအဲ့ဒီချိတ်ပိတ်ထားတဲ့အကောင့်ထဲကနေဖြည့်ယူမှဖြစ်ကြောင်းအသိပေးလိုက်ပါတယ်။ဒါအပြင်သူတို့သားအဖကိုလင်မယားပိုင်ဆိုင်မှုတွေကိုလှို့ဝှက်စွာလွှဲပြောင်းမှုကျမဖခင်ဝယ်ပေးထားတဲ့ရွှေတွေကိုခိုးရောက်မှုကျမအပေါ်အတရေဖြတ်မှုတွေနဲ့ထပ်မံတရားစွဲဆိုထားကြောင်းတရားဝင်ကြေညာလိုက်ပါသူ့ကိုတကယ်ချစ်တဲ့မိန်းမကောင်းတစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီဆိုတာကိုနောင်တကြီးစွာနဲ့ငိုကြွေးနေခဲ့ပါတယ်။ရက်အနည်းငယ်ကြာတဲ့အခါတရားရုံးမှာအမှုရင်ဆိုင်ကြပါတယ်။တရားသူကြီးကကျမတင်ပြတဲ့သက်သေတွေကိုအခိုင်အမာလက်ခံခဲ့ပြီးပိုင်ဆိုင်မှု85%ကိုကျမကိုပေးအပ်ခဲ့ပါတယ်။ရှန်ချဲတို့ကတော့15%သာရရှိခဲ့ပြီးသူတို့ရောင်းချခဲ့တဲ့ပစ္စည်းတွေအတွက်ရော်ကြေးပေးရတာတွေဒဏ်ရိုက်ခံရတာတွေကြောင့်နောက်ဆုံးမှာသူတို့လက်ထဲကိုပတ်စံတောင်းကနန်းလောက်ပဲကျန်ပါတော့တယ်။သူတို့နေတဲ့အိမ်တွေစီးတဲ့ကားတွေအကုန်လုံးလဲလေးလံတင်ရောင်းချခံလိုက်ရပါတယ်။
ဒါအပြင်ရှမ်းချဲကအလုပ်ကိုင်မရှိနေစရာအိမ်မရှိဖြစ်နေပြီးသူ့အဖေကလည်းဖျားနာနေတဲ့အတွက်သမီးလေးမူးမူးရဲ့အုပ်ထိန်းခွင့်ကိုပါကျမပဲအပြည့်အဝရရှိခဲ့ပါတယ်ဒါပေမဲ့ကျမကသူတို့ကိုလမ်းဘေးမှာမအိပ်ရအောင်တနာတဲ့စိတ်နဲ့တိုက်ခန်းငယ်လေးတစ်ခန်းတော့ခြံထားပေးခဲ့ပါတယ်အဲဒီနောက်မှာတော့ကျမဟာသမီးလေးကိုခေါ်ပြီးတာယာလှပတဲ့ကမ်းခြေမျိုးလေးတစ်မျိုးကိုပြောင်းရွှေ့ခဲ့ပါတယ်အဲဒီမှာကျမရဲ့မူလကျွမ်းကျင်မှုဖြစ်တဲ့ဗန္ဒာရေးစီမံခန့်ခွဲမှုပညာရပ်တွေကိုအသုံးပြုပြီးကိုပိုင်ယင်းနှိမ့်နှံမှုကုမ္ပဏီတစ်ခုကိုထူထောင်ခဲ့ပါတယ်10နှစ်တာအတွေ့အကြုံတွေကြောင့်ကျမရဲ့စီးပွားရေးဟာအချိန်တိုအတွင်းမှာပဲအလွန်အောင်မြင်လာခဲ့ပါတယ်သမီးလေးမူးမူးကလည်းနေတိုင်းပြုံးပျော်နေပြီးစနေတနင်္ဂနွေတွေမှာကမ်းခြေမှာဆုံလွတ်ရင်းပျော်ရွှင်စရာဘဝတစ်ခုကိုကျမတို့သားမီးနှစ်ယောက်ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။အောင်းဖြစ်သူရှမ်းချင်းရှမ်းဟာအဲ့ဒီနေ့ကရှော့ပြပြီးလေးဖြတ်သွားတဲ့အတွက်တကူလုံးမလုံနိုင်တော့ပဲအိပ်ရာထဲမှာပဲလဲနေရပါတယ်။အရင်ကတက်တောင့်တက်တာနေခဲ့ရတဲ့ရောက်ခမကြီးကအခုတော့သူ့ယောက်ျားကိုအညစ်အကြေးတွေစေးကြောပေးနေရပြီးသူမရဲ့သားကိုပွာရှင်းအောင်မြှောက်ပေးခဲ့လို့အခုလိုဒုက္ခရောက်ရတာဆိုပြီးနေတိုင်းရန်တွေ့ဆဲဆိုနေပါတော့တယ်။ရှမ်းချဲကတော့အလုပ်သွားရှာပေမဲ့ကုမ္ပဏီတွေကသူ့ရဲ့နာမည်ပြတ်အရှုပ်တော်ပုံတွေကြောင့်ဘယ်သူမှအလုပ်မခန့်ကြပါဘူး။ဒါကြောင့်သူဟာအစားအသောက်ပို့တဲ့အလုပ်ကိုလုပ်ခဲ့ရပေမဲ့ဖောက်တယ်တွေရဲ့တိုင်တန်းမှုကိုခံရလို့အလုပ်ပြုတ်ခဲ့ပါတယ်။အဲဒီနောက်တက်စီမောင်းတဲ့အခါမှာလည်းအရင်ကအတိအကျွမ်းတွေနဲ့တွေ့ပြီးလှောင်ပြောင်အဆက်ခွဲခံခဲ့ရပါတယ်။နောက်ဆုံးဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအုပ်တယ်တဲ့အလုပ်ကျန်းကိုလုပ်ရင်းပင်ပန်းလွန်းလို့လဲကျတဲ့အထိဖြစ်ခဲ့ရပေမဲ့ရလာတဲ့ပတ်စံကအဖေဖြစ်သူရဲ့စေးဖို့တောင်မကမိပါဘူး။ဆွေမျိုးတွေစီသွားပြီးပတ်စံချေတဲ့အခါမှာလည်းအားလုံးကတကားပိတ်ပြီးနှင်ထုတ်တာကိုသာခံခဲ့ရပါတယ်။အဲဒီလိုလမ်းစရိတ်တောင်မရှိတော့အောင်အောက်ခြေအထိထိုးကျနေချိန်မှာပဲဆွေမျိုးတယောက်စီကနေကျမဟာဘင်းချံမြို့မှာကုမ္ပဏီကြီးတစ်ခုထောင်ထားပြီးဘီလီယံချီတဲ့ယင်းနှိမ့်နှံမှုတွေကိုစီမံနေတဲ့တထေးကြီးဖြစ်နေပြီဆိုတဲ့သတင်းကိုကြားသွားခဲ့ပါတယ်။ပတ်စံတွေအများကြီးရှိနေတာမို့သူတို့ကိုအငတ်ခံမှာမဟုတ်ဘူးဆိုပြီးရှန်ချက်ကိုအတင်းခေါ်ကကျမစီကိုလာဖို့ဆုံးဖြတ်လိုက်ကြပါတယ်။နောက်တစ်နေ့မှာပဲသူတို့သားမိ3ယောက်ဟာဈေးအပေါ်ဆုံးယထာလက်မှတ်တွေကိုဝယ်ပြီးကျမရှိရာမြို့စီကိုထွက်လာခဲ့ကြပါတယ်။သူတို့မိသားစုကယထာကြီးစီးပြီးမြို့ကိုရောက်လာကကျမရဲ့ကုမ္ပဏီရုံးခန်းရှိတဲ့အထက်58စီးပွားရေးအဆောက်အအုံအောက်မှာလာဆောင်နေကြပါတယ်။လုံခြုံရေးတွေကသူတို့ကိုဝင်ခွင့်မပေးဘဲတားထားချိန်မှာကျမကအလုပ်ကိစ္စပြောဆိုပြီးကားပေါ်ကနေဆင်းလာခဲ့တယ်။ကျမကိုမြင်တာနဲ့ယောက်ျားဟောင်းရှန်ချဲကအပြေးလွှားလာပြီးကျမရှိမှချက်ချင်းဒူးထောက်ချလိုက်ပါတယ်။သူကကျမကိုတောင်းပန်ကြောင်းသူ့အဖေစကားကိုနားယောင်ပြီးကွာရှင်းခဲ့တာမှားကြောင်းသမီးလေးမူးမူးမျက်နှာကိုထောက်ပြီးသူ့ကိုခွင့်လွှတ်ပေးဖို့အသနာခံပါတယ်။ရောက်ခမကြီးကလည်းဘေးကနေငိုလိုပြီးသူတို့မှားသွားပါပြီလူကြီးလူကောင်းပြီးခွင့်လွှတ်ပေးပါလို့ဝင်ပြောပါတယ်။ဝီးချဲပေါ်မှာထိုင်နေတဲ့ရောက်ခမဟောင်းကြီးရှန်ချင်းရှန်ကလည်းတနာစရာကောင်းတဲ့ပုံစံဖန်ပြီးလုပ်ပြနေပါတယ်။သူတို့သားမိတွေဟာကျမရဲ့ကုမ္ပဏီရှေ့မှာလူအများကြီးကြည့်နေတဲ့ကြားကနေတမင်တက်တက်ရွေးချက်ရှိရှိနဲ့ကျမစိတ်ပျော်သွားအောင်တရုပ်ဆောင်ပြနေကြတာပါ။ဒါပေမဲ့ကျမကတော့လူဖောက်နေတဲ့ရှန်ချဲကိုကြည့်ပြီးမျက်နှာပေါ်မှာဘာခံစားချက်မှမရှိသလိုစိတ်ထဲမှာလည်းနည်းနည်းလေးမှတနာစိတ်မဝင်ခဲ့ပါဘူး။ကျမတို့ကွာရှင်းထားပြီးသားတရားရုံးကနေပိုင်ဆိုင်မှုခွဲဝေတာတွေအကုန်ပြီးပြတ်သွားပြီလို့ပြက်သားပြောလိုက်ပါတယ်။ရှန်ချဲကတော့သူတို့တကယ်ဆက်ပြီးအသက်ရှင်လို့မရတော့ဘူးလို့ငိုလိုပြောဆိုပါတယ်။ကျမကလည်းအရင်တုန်းကကွာရှင်းအောင်ပွဲလုပ်တုန်းကဟိုတယ်မှာတပွဲကို360တန်နဲ့စပွဲတွေခင်းပြီးစုစုပေါင်း360တောင်ဖြုံးတီးခဲ့ကြတာ။အဲ့ဒီတုန်းကဒီလိုနေ့မျိုးရောက်လာမယ်လို့မတွေးခဲ့ဘူးလားလို့ပြန်မေးလိုက်ပါတယ်။သူတို့နေကြမရှိမှဆိုလို့အိမ်တလုံးတောင်ခြံပေးခဲ့သေးတာပဲလက်ချေကောင်းနေနေနဲ့အလုံးမလုပ်ပဲကျမစီလာပြီးပတ်စံလာတောင်းတာကိုလုံးဝလက်မခံနိုင်ပါဘူး။မိနာကလူတွေကလည်းသူတို့ကိုအလကားလူတွေယောက်ျားတံမဲ့မိမစီကငွေလာမြစ်တယ်ဆိုပြီးဝိုင်းပြောကြပါတယ်။အဲဒီတော့မှရောက်ခမကြီးကဒေါသထွက်လာပြီးမူးမူးကသူတို့မြေဖြစ်တဲ့အတွက်တမရှာသမျှငွေတွေထဲမှာသူတို့လည်းရပိုင်ခွင့်ရှိတယ်လို့ရိုင်းဆိုင်ပေါ်ဟစ်ပါတော့တယ်။ကျမလည်းလုံးဝတီးမခံနိုင်တော့ပဲဖုံးထုတ်ကရဲကိုဖုံးဆက်တိုင်လိုက်ပါတယ်။ရဲတွေရောက်လာပြီးသူတို့ကိုရဲစခန်းခေါ်သွားခဲ့ပါတယ်။ကျမကကလေးနဲ့ပတ်သက်ပြီးသူတို့ကိုတရားရုံးအမိန့်အရတလတစ်ခါဗီဒီယိုကောကနေပဲပေးတွေ့ထားတာပါ။နောက်ထပ်ကလေးကိုအကြောင်းပြပြီးလာရှုပ်ရင်ကလေးတွေးဆုံခွင့်ကိုအပြီးပိုင်ရုပ်သိမ်းပစ်မယ်လို့သတိပေးလိုက်ပါတယ်။ဒါပေမဲ့သူတို့ကအဲ့ဒီသတိပေးချက်ကိုဂရုမစိုက်ပဲရဲစခန်းကနေထွက်လာပြီး3ရက်အကြာမှာသမီးလေးမူးမူးရဲ့မူကြိုချောင်းကိုရောက်လာခဲ့ကြပါတယ်။ကျောင်းချင်းချိန်မှာရှန်ချင်းနဲ့ရောက်ခမကြီးကကျောင်းရှိကနေချောင်းနေပြီးကလေးကိုအတင်းခေါ်သွားဖို့ကြိုးစားပါတယ်။သမီးလေးကကြောက်လန့်ပြီးဆရာမကိုဖက်ကအော်ငိုနေခဲ့ပါတယ်။ဆရာမနဲ့လုံခြုံရေးတွေကကလေးကိုအတင်းကာကွယ်ထားရပါတယ်။လေကျောင်းရှိကိုကားနဲ့ချက်ချင်းရောက်လာပြီးသမီးလေးကိုပြေးဖက်ကနှစ်သိမ့်ပေးရပါတယ်။ကျမကရှန်ချဲကိုယူနေပြီလားလို့အော်ပြောတော့သူကသူ့သမီးမို့သူခေါ်ပိုင်ခွင့်ရှိတယ်လို့ပြန်အော်ပါတယ်။အရင်တုန်းကကလေးကိုမျက်စောင်းတောင်မထိုးခဲ့ပဲကလေးစရိတ်တပြားမှမပေးခဲ့တဲ့သူကခုမှပတ်စံလိုချင်လို့ကလေးကိုတုံးချနေတာပါ။သမီးလေးကိုယ်တိုင်ကလည်းသူ့ကိုလူဆိုးကြီးလို့ပြောပြီးမလိုက်ဘူးလို့ပြောနေပါတယ်။ကျမကလုံခြုံရေးတွေကိုသူတို့ကိုတားထားခိုင်းပြီးရဲကိုထပ်ခေါ်လိုက်ပါတယ်။အဲဒီနောက်ကျမရဲ့ရှေ့နေကတဆင့်တရားရုံးမှာကလေးတွေးဆုံခွင့်ကိုထာဝရရုပ်သိမ်းပေးဖို့လျှောက်ထားလိုက်ပါတယ်။တရားရုံးကလည်းသူတို့ရဲ့လုပ်ရက်တွေဟာကလေးရဲ့စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေရဆိုပြီးတွေးဆုံခွင့်ကိုအပြီးတိုင်ရုပ်သိမ်းလိုက်ပါတယ်။ဒီလိုရုပ်သိမ်းခံလိုက်ရတဲ့အတွက်ရှန်ရှက်ခမရတခုလေးသောမျှော်လင့်ချက်ပြတ်တောက်သွားပြီးရုံးတော်မှာတင်အယူတယောက်လိုအော်ဟစ်ငိုကြွေးပါတော့တယ်။သူဟာရဲစခန်းမှာလည်း15ရက်လောက်အချုပ်ခံလိုက်ရပါတယ်။သူတို့မိသားစုဟာဘာမှဆက်လုပ်စရာမရှိတော့ပဲဇာတိမျိုးလေးကိုပဲယထာစီးပြီးပြန်သွားရပါတယ်။အဲဒီမှာရှန်ချဲဟာအလုံးမျိုးစုံလိုက်လုပ်ပေမဲ့သူ့မှာရာဇဝင်အမဲဆက်ရှိနေတဲ့အတွက်ဘယ်သူမှအလုံးမခံကြပါဘူး။ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာအုပ်တယ်တန်ချောင်းထမ်းတဲ့အလုပ်ကျန်းတွေကိုတနေ့စိတ်ကနန်းနာရီပေါင်းများစွာလုပ်ရပြီးခါးတောင်မဆက်နိုင်အောင်ပင်ပန်းခဲ့ပေမဲ့တနေ့ကိုပတ်စံနှင်းငယ်သာရပါတယ်။ရတဲ့ငွေကဖြားနာနေတဲ့အဖေရဲ့စေးဖို့တောင်မလောက်ပါဘူး။တစ်ဖက်မှာလည်းအရင်ကသူတို့ကိုလိန်သွားတဲ့ဆူချန်ချန်ဟာထောင်ထဲကနေပြဿနာရှာပြန်ပါတယ်။သူကထောင်ဒဏ်လျှော့ချင်လို့ကျမရဲ့ကုမ္ပဏီကတရားမဝင်စီးပွားရေးလုပ်နေတယ်လို့မဟုတ်မမှန်သတင်းပေးတိုင်တန်းခဲ့ပါတယ်။သက်ဆိုင်ရာကဝင်စစ်တဲ့အခါကျမရဲ့လုပ်ငန်းတွေကတရားဝင်မှန်ကန်နေတာကိုတွေ့ရတဲ့အတွက်ဘာမှမဖြစ်ခဲ့ပါဘူး။ကျမကလည်းသူ့ကိုမဟုတ်မမှန်လုပ်ကြံဆွဆွဲမှုနဲ့တရားစွဲလိုက်တဲ့အတွက်သူ့ကိုတရားရုံးကနေနောက်ထပ်ထောင်ဒဏ်14နှစ်ထပ်
ချလိုက်ပြီးသူလဲထောင်ထဲမှာအော်ဟစ်ငိုကြွေးနေခဲ့ပါတယ်။ရှန်ချက်ဟာငွေကြေးအခက်အခဲတွေကြားမှာလမ်းစာပြောင်းနေချိန်မိတ်ဆွေဟောင်းတယောက်ရဲ့စကားကိုနားယောင်ပြီးအတိုးကြီးစားတဲ့ဘူဘောဆိုတဲ့လူမိုက်စီကနေငွေ330ကိုသွားချေးလိုက်ပါတယ်။သူကအဲ့ဒီငွေတွေကနေခေအတွက်စေးဖို့နည်းနည်းဖယ်ပြီးကျန်တာကိုနေဆက်ဖြတ်ကျော် online ရောင်းဝယ်ဆိုတဲ့လုပ်ငန်းတစ်ခုမှာအကုန်မြုပ်နှံလိုက်ပါတယ်။3လလောက်နေရင်အရက်တွေအများကြီးရမယ်လို့မျှော်လင့်ထားပေမဲ့တကယ်တမ်းကျတော့အဲ့ဒါကလူလိမ်တိုင်းဖြစ်နေပြီးတလားတောင်မပြည့်ခင်မှာချင်းသူ့ငွေတွေအကုန်လုံးရေစုံရောသွားပါတော့တယ်။လူမိုက်တွေက3ရက်အတွင်းငွေပြန်ဆက်ဖို့မဆက်နိုင်ရင်အင်ကိုသိမ်းမယ်လို့ကျင်းသွားပြီးထွက်သွားကြပါတယ်။ဒီလိုအခြေအနေဆိုးကြီးကိုကြုံလိုက်ရတဲ့ရောက်ခမကြီးဟာလည်းအကြောက်လွန်ပြီးအိမ်မှာဆက်မနေရတော့ပဲမိသားစုကိုပြစ်ထားခဲ့ကကွာရှင်းစာချုပ်တစ်စောင်ကိုစပွဲပေါ်တင်ထားခဲ့ပြီးညရင်းချင်းပဲအိမ်ပေါ်ကနေဆင်းပြေးသွားပါတော့တယ်။အဲ့ဒီနေ့ကကျမရဲ့ယောက်ျားဟောင်းရှန်ချက်တယောက်အိယာကနိုးလာတဲ့အချိန်မှာအိမ်ထဲမှာဘယ်သူမှမရှိတော့ပဲသူ့အမေကကွာရှင်းစာချုပ်ကိုထားခဲ့ပြီးထွက်ပြေးသွားတာကိုတွေ့လိုက်ရပါတယ်။အိမ်မှာဆိုရင်လည်းသတိလစ်နေတဲ့သူ့အဖေရဲ့အတိုးကြီးစားတဲ့လူမိုက်တွေစီကချေးထားတဲ့အကျွေးသိန်း40ရေပဲကျန်ပါတော့တယ်။တိတ်မကြခင်မှာပဲလူမိုက်ဟူကောနဲ့သူ့တပည့်တွေရောက်လာပြီးသူတို့နေတဲ့လက်ကျန်အိမ်လေးကိုပါလွှဲပြောင်းပေးဖို့အတင်းကျပ်လက်မှတ်ထိုးခိုင်းပါတော့တယ်။အဖေလဲဆုံးအိမ်လဲမရှိတော့တဲ့ရှန်ချဲကတခြားမျိုးကိုထွက်ပြီးစောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာအလုပ်ကျန်းတွေတွားလုပ်ခဲ့ပါတယ်။ဒီနေ့တော့သူအလုပ်လုပ်နေတဲ့နေရာကဆိုင်လေးတစ်ဆိုင်ရဲ့ TV မှာကျမရဲ့သတင်းကိုသူမြင်သွားခဲ့တယ်။အဲ့ဒီအချိန်မှာကျမကဘီလီယံချီတဲ့ပိုင်ဆိုင်မှုတွေကိုစီမံခန့်ခွဲနေတဲ့အလွန်အောင်မြင်တဲ့ကုမ္ပဏီပိုင်ရှင်တထေးမကြီးတယောက်ဖြစ်နေပါပြီ။သမီးလေးမူးမူးနဲ့အတူကမ်းခြေမှာပျော်ပျော်ရွှင်ရွှင်ပြေးလွှားဆော့ကစားနေတဲ့ကျမတို့သားမီးရဲ့ပုံရိပ်တွေကိုကြည့်ပြီးသူ့အရန်ကိုနောင်တရကမျက်ရည်တွေကျခဲ့ပါတယ်။ကျမရဲ့ဘဝထဲကိုလည်းလူစေရန်ဆိုတဲ့သဘောထားပြေးဝတဲ့ယောက်ျားကောင်းတစ်ယောက်ရောက်လာပြီးကျမနဲ့သမီးလေးကိုအရေးတကြီးကြီးနဲ့ဂရုစိုက်ပေးနေခဲ့တာပါ။လူစေရန်ကသမီးလေးနဲ့အတူအယုတ်တွေဆော့ပေးတယ်လို့ကျမအလုပ်များနေတဲ့အချိန်တွေဆိုရင်လည်းရုံးထိထမင်းကြိုင်လာပို့ပေးတတ်ပါတယ်။တစ်ဖက်မှာတော့ထောင်ကထွက်လာတဲ့လူမိုက်ဟူကောကရှန်ချဲကို6လလောက်အချိန်ယူပြီးပြန်ရှာတွေ့သွားပါတယ်။အလုပ်စင်းချိန်မှာဟူကောတို့ကရှန်ချဲကိုဝိုင်းပိတ်ဖမ်းလိုက်ပြီးအတိုးရောအရင်ပါ380ပြန်ဆက်ဖို့အတင်းတောင်းပါတော့တယ်။ရှန်လည်းအရင်ကကျမကိုနှင်ခဲ့သမျှအခုတော့ဒုက္ခလှတွေ့နေပါပြီ။သူကပတ်စံမက်ပြီးတထေးအိုကြီးတယောက်ကိုနောက်အိမ်အောင်ပြုခဲ့ပေမဲ့အကျင့်မကောင်းတဲ့အပြင်အိမ်ကပတ်စံတွေကိုပါခိုးဝှက်မှုတွေလုပ်ခဲ့ပါတယ်။မကြခင်မှာပဲအဲ့ဒီကိစ္စကိုသူ့ယောက်ျားအစ်စ်ကတီးသွားပြီးအိမ်ပေါ်ကနှင်ချကကွာရှင်းလိုက်ပါတယ်။ကျမစီလာပြီးပတ်စံတောင်းဖို့ကုမ္ပဏီရှိကိုလာပေမဲ့အဆောင်တွေကပေးမဝင်ပဲလမ်းဘေးကိုမောင်းထုတ်လိုက်ကြပါတယ်။အဲ့ဒီလိုနဲ့ကျမလည်းအရင်တုန်းကစိတ်နှလုံးလုံးအနှိမ်ခံအစော်ကားခံခဲ့ရတဲ့ရှန်ချဲတို့မိသားစုရဲ့အိမ်ဟောင်းကြီးကိုကာလာပေါက်ဈေးထက်10ဆပိုပေးပြီးအပြေးပိုင်ဝယ်ယူလိုက်ပါတယ်။အဲ့ဒီနောက်ဘူဒိုဇာတွေခေါ်ပြီးအဲ့ဒီအိမ်ကြီးကိုမြေကြီးနဲ့တပြေးညီဖြစ်အောင်အကုန်ဖြိုချပစ်လိုက်ပါတယ်။အဲ့ဒီအိမ်ကြီးထဲမှာကျမရဲ့ခါတီးလာတဲ့အတိတ်တွေအားလုံးရှိနေခဲ့တာပါ။ရက်ွက်ထဲကလူတွေကလည်းအဲ့ဒီမိသားစုရဲ့ရုပ်မာမှုတွေကိုသိထားတော့အခုလိုဖြိုချတာကိုဝိုင်းကြည့်ပြီးမင်္ဂလာမရှိတဲ့အိမ်ကြီးဖြိုချတာကောင်းတယ်ဆိုပြီးအားပေးကြပါတယ်။သမီးလေးမူမူကဒီနေရာကိုဘာလို့မလို့လဲမေးတော့ကလေးတွေစော့ကစားဖို့နဲ့ပညာသင်ဖို့အတွက်ပန်းချံလေးလုပ်ပေးမယ်လို့ပြုံးပြီးဖြေလိုက်ပါတယ်။အဲ့ဒီသတင်းတွေအကုန်လုံးမျိုးအနှံ့ပြန်သွားတဲ့အခါအရင်တုန်းကကျမကိုအတုံးမကျတဲ့မိန်းမဆိုပြီးနှင်ခဲ့ကြတဲ့ရှန်ချဲရဲ့ဆွေမျိုးတွေကကျမရဲ့ရုံးခန်းရှိကိုလက်ဆောင်တွေဆွဲပြီးအစုလိုက်ပြုံလိုက်ရောက်လာကြပါတယ်။သူတို့ကကျမကိုတောင်းပန်ပြီးပတ်စံချေးဖို့လာကြတာပါ။ဒါပေမဲ့ကျမကသတင်းပေါက်ကနေအေးအေးဆေးဆေးကြည့်နေခဲ့ပြီးသူတို့အားလုံးကိုအဆောင်တွေနဲ့အတင်းမောင်းထုတ်လိုက်ပါတယ်။ပြီးတော့ကျမနဲ့ပတ်သက်တဲ့ဘလုပ်ငန်းဘဲကုမ္ပဏီမှာမှအဲ့ဒီဆွေမျိုးတွေကိုအလုပ်မပေးဖို့နဲ့စီးပွားရေးလုံးဝမပတ်သက်ဖို့အမိန့်ထုတ်လိုက်ပါတယ်။သူကမြေအောက်ယထာဘူတာယုံထောင်လေးမှာကွေးကွေးလေးထိုင်ရင်အသက်ရှူရကြက်လာချိန်မှာသူ့ရဲ့ဖုန်းဟောင်းလေးကိုထုတ်ပြီးကျမစီဖုန်းဆက်ဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ကျမကသူ့ကိုဘလော့ထားတာကြာပြီဖြစ်လို့ဆက်လို့မရခဲ့ပါဘူး။သူကသမီးလေးမူးမူးစီကိုစာတိုလေးပို့ဖို့စူးစမ်းပေမဲ့သူ့လက်ချောင်းတွေကအရန်တုံရီနေလို့စာရိုက်လို့မရခဲ့ပါဘူး။အဲ့ဒီအချိန်မှာအရင်တုန်းကသမီးလေးကသူ့ကိုဖတ်ပြီးဖေဖေလို့ခေါ်ခဲ့တာတွေကျမကသူ့မိသားစုအတွက်အရာရာပေးဆက်ခဲ့တာတွေကိုပြန်သတိရလာပြီးသူတကယ်ကိုမှားခဲ့ပါတယ်ဆိုပြီးလေဟာနယ်တွေကိုကြည့်ကမျက်ရည်တွေကျရင်တောင်းပန်နေခဲ့ပါတော့တယ်။အဲ့ဒီနေ့ကမြေအောက်ယထာဘူတာယုံရဲ့အေးဆက်နေတဲ့ကျမ်းပြင်ပေါ်မှာသူအသက်ရှူရက်သွားခဲ့ပြီးနောက်တနေ့မနက်ခင်းမှာတော့လိမ္မော်ရောင်အင်ဂျီဝတ်ထားတဲ့တန်ရှိရဲ့အလုပ်သမားတစ်ယောက်ကတမျက်စီးလှည့်ရင်းနဲ့ထောင်ကျကျနေရာလေးမှာကွေးကွေးလေးတေဆုံးနေတဲ့ရှန်ချက်ရဲ့ရုပ်အလောင်းကိုတွေ့ရှိသွားခဲ့ပါတယ်။တပတ်လောက်ကြာတဲ့အခါမှရဲစခန်းကနေတဆင့်ဖုန်းဆက်အကြောင်းကြားလာလို့ကျမသိခဲ့ရပါတယ်။အဲ့ဒီသတင်းကိုကြားလိုက်ရချိန်မှာကျမရဲ့စိတ်ထဲမှာနည်းနည်းလေးမှလှုပ်ရှားသွားတာမျိုးဝမ်းနည်းသွားတာမျိုးမရှိခဲ့ပဲအေးအေးဆေးဆေးပဲခေါင်းညှိပြလိုက်ပါတယ်။အဲ့ဒီအချိန်မှာကျမရဲ့ဘေးနားမှာအနက်ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့လူစေရန်ကကျမရဲ့လက်လေးကိုနှွေးထွေးစွာဆုပ်ကင်ထားပြီးအရာအားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်းနဲ့နောက်ထပ်ဘသူကမှကျမတို့ကိုလာရောက်အနှောက်အယှက်ပေးနိုင်တော့မှာမဟုတ်ဘူးလို့အားပေးစကားပြောခဲ့ပါတယ်။ကျမလည်းဘေးနားကစပွဲခုံလေးမှာရောင်စုံခဲတံလေးတွေနဲ့ပုံလေးဆွဲရင်းပြုံးပျော်နေတဲ့သမီးလေးမူးမူးရဲ့မျက်နှာလေးကိုကြည့်လိုက်တဲ့အခါမှာတော့ကျမရဲ့ရင်ထဲမှာအလွန်ကိုငြိမ်းချမ်းသွားခဲ့ပြီးအရာအားလုံးတကယ်ပဲအဆုံးသတ်သွားပြီဆိုတာကိုအပြည့်အဝလက်ခံနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်တာယာလှပတဲ့နေအောင်ကြီးတွေကြားရောက်နေတဲ့စနေတနင်္ဂနွေအားလရက်တရက်မှာတော့လူစေရန်ဟာပင်လယ်ကမ်းခြေမှာကျမကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။သူကတခြားသူတွေလိုကြီးကျယ်ခမ်းနားတဲ့ပြင်ဆင်မှုတွေမလုပ်ခဲ့ပဲကျမရဲ့သမီးလေးရဲ့သူ့ရဲ့3ယောက်တည်းရှိနေတဲ့အချိန်လေးမှာပဲတဲတောင်ပြင်ပေါ်မှာဒူးတစ်ဖက်ထောက်ပြီးလှပတဲ့လက်စွပ်ဘူးလေးကိုဖွင့်ပြခဲ့တာပါ။သူကကျမရဲ့ခင်မွန်းတယောက်အနေနဲ့ရောသမီးလေးမူးမူးရဲ့ဖခင်တယောက်အနေနဲ့ပါတစ်သက်လုံးကျမတို့သားမီး2ယောက်ကိုစောင့်ရှောက်သွားခြင်းနဲ့လို့ရိုးသားပွင့်လင်းစွာဖွင့်ထားခဲ့ပါတယ်။ဘေးနားမှာရက်နေတဲ့သမီးလေးကလည်းကျမရဲ့လက်ကိုဆွဲလှုပ်ပြီးလူဦးလေးကိုလက်ခံလိုက်ပါတော့သမီးကသူ့ကိုဖေဖေလို့ခေါ်ချင်နေပြီလို့ဝင်ပြီးတိုက်တွန်းပါတော့တယ်။သူ့ရဲ့မျက်လုံးထဲကတကယ်ကိုရိုးသားစစ်မှန်တဲ့အချစ်တွေနဲ့သမီးလေးရဲ့မျောလင့်နေတဲ့ညုံလေးတွေကိုကြည့်ပြီးကျမဝမ်းသာလွန်းလို့မျက်ရည်တွေတောင်ကျလာခဲ့ကသူ့ရဲ့လက်ထက်ခွင့်ကိုကြီးကြီးဖြူဖြူပဲလက်ခံလိုက်ပါတယ်။ကျမတို့ရဲ့မင်္ဂလာပွဲလေးကိုတော့အဖြူရောင်ပန်းခင်းတွေနဲ့လှပတဲ့ခမ်းမလေးထဲမှာလူသိရှင်ကြားအကျယ်တဝင့်မလုပ်ခဲ့ပဲနှစ်ဖက်ဆွေမျိုးတွေနဲ့အရန်ရင်းနှီးတဲ့မိတ်ဆွေအနေငယ်ကိုသာဖိတ်ကြားပြီးရိုးရိုးရှင်းရှင်းနဲ့နှွေးထွေးပျော်ရွှင်စွာကျင်းပခဲ့ပါတယ်
လက်ထပ်ပြီးသွားတဲ့အချိန်မှာလည်းကျမတို့ရဲ့မိသားစုဘဝလေးဟာအရန်ကိုတာယာချမ်းမြေ့ခဲ့ပါတယ်။လူစေရန်ကကျမကိုအိမ်အောင်ရှင်မတယောက်အနေနဲ့ပဲအိမ်မှာနေဖို့ဖိအားမပေးခဲ့ပဲကျမရဲ့စီးပွားရေးလုပ်ငန်းတွေကိုပို့ပြီးတောင်အားပေးကူညီခဲ့ပါသေးတယ်။ကျမအလုပ်လုပ်နေချိန်မှာသူကတစ်တီးပကံလေးလာချပေးသလိုအိမ်လုပ်တွေကိုလည်းသူကိုယ်တိုင်ဝင်လုပ်ပေးပါတယ်။အားတဲ့အချိန်တိုင်းသမီးလေးနဲ့အတူကျန်းကျင်ပေါ်မှာအယုတ်လေးတွေစောက်ပြီးစော့ပေးတာစာအုပ်ဖတ်ပြတာတွေလုပ်ပေးခဲ့ပါတယ်။မှုအချစ်တွေနဲ့ပြည့်နေတဲ့ပတ်ဝန်းကျင်မှာကျမရဲ့ကုမ္ပဏီကလည်းတည်ငြိမ်စွာနဲ့အောင်မြင်မှုတွေစက်တိုက်ရရှိနေခဲ့လို့အရင်တုန်းကလိုအသက်လူပြီးအလုပ်လုပ်နေစရာမလိုတော့ပါဘူး။အခုဆိုရင်ကျမဟာမိသားစုအတွက်အချိန်ပိုပေးနိုင်လာပြီးကိုဝါသနာပါတဲ့အလုပ်ကိုလည်းလုပ်ခွင့်ရအရန်ချစ်တတ်တဲ့ခင်မွန်းနဲ့တိတ်လိမ်မာတဲ့သမီးလေးကိုပါပိုင်ဆိုင်ထားရလို့ကျမရဲ့ဘဝဟာလုံးဝကိုပြည့်စုံသွားခဲ့ပါတော့